Hey guys, ဒီ vlog လေးကတော့ခရီးမိသားစုနဲ့အတူတူ model ဆုံးဖျားနဲ့ငွေတောင်ကွက်ကြီးကိုခရီးထွက်ခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ်ရှင်။တကယ်လို့စိတ်ဝင်စားဆိုရင်တော့ခရီး vlog လေးကိုစနေဆုံးပြီး like ပါကြည့်ရှုပေးလို့ရပါတယ်။ဒီည6ရက်တာခရီးဖြစ်တဲ့အတွက်ကြောင့်မလို့တရက်တာကို vlog တစ်ခုအနေနဲ့ခရီးတင်ပေးသွားပါမယ်။ခရီးရီအရင်မထွက်ခင်မှာတော့အရာသားတော့မှပုံလေးကိုအရင်နှုတ်ဆက်လိုက်ပါတယ်။ပြီးတော့ခရီးလမ်းထိပ်ကိုခိုးလက်ကိတ်ကိုဆွဲပြီးတော့ပဲထွက်ရပါတယ်။အဝေးပြေးကားဂိတ်ကို6ခွဲရောက်သွားမှဖြစ်တဲ့အတွက်ကြောင့်မလို့အရာနေခရီးရီမနက်9:15လောက်စပြီးတော့ထွက်ကြပါတယ်။မနက်စောကြီးထွက်ရဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်လေးတော့မှောင်နေသေးပါရဲ့။အဲအကြောင်းခရီးတဲ့ဗီဒီယိုမှတိတ်ပြီးတော့မရိုက်ဖြစ်ပါဘူး။ခွာချမှုယူကြည့်ကြပါဦး။ကားပေါ်မှာနေမယ်ဆိုတော့အမောင်တကက်အခုအလင်းတကက်ဖြစ်သွားပါတယ်။အဝေးပြေးကားဂိတ်ကိုခရီးရီမှန်းထားတဲ့အတိုင်း6ခွဲလောက်ရောက်သွားပါတယ်။ကားကတော့9နာရီမှထွက်မှာပါ။အဲ့မှာပဲမနက်ဆောင်ဝင်စားလိုက်ပြီးတော့နည်းနည်းစောနေတရားနဲ့ပစ္စည်းထည့်ဖို့အတွက်ကားနားမှာပဲစောင့်နေလိုက်ပါတယ်။အဲ့နားမှာစောင့်ရနည်းနည်းလေးတော့ကြာပါတယ်။စောင့်နေနေစီပစ္စည်းတဲ့သူလိုကားပေါ်မှာစားဖို့လည်းဝယ်လိုက်ပါတယ်။ဒီတစ်ခေါက်ကတော့ခရီးမိသားစု3ယောက်ထဲပဲသွားမှာဖြစ်ပါတယ်။ခရီးရဲ့ခရီးဖေဖေရဲ့မမီရဲ့ပေါ့နော်။ခရီးရီကားပေါ်ရောက်ပြီပဲဖြစ်ပါရဲ့ရှင်ကားပေါ်ရောက်တာနဲ့ခရီးနဲ့ခရီးမမီနဲ့ကတော့နှစ်ခုအတူတူထိုင်ကြပါရဲ့ဖေဖေကတော့ခရီးအနောက်မှာထိုင်ပါရဲ့အမှဗီဒီယိုရိုက်နေအောင်မကြည့်ပါအောင်မနှင်းခေါ်လိုက်ရပါရဲ့ခရီးကတော့မစိုးတလောက်လေးလဲကားမိုးတက်တာဖြစ်တဲ့အတွက်ကြောင့်မို့ပတင်းပေါက်နာလဲထိုင်ကြလို့မမေ့နားမှာလဲအခုလိုကတ်ချွဲပြီးတော့အတူတူထိုင်လိုက်ပါရဲ့အခုဆိုရင်တော့ကားစားထွက်ပါပြီကားစားထွက်တာနဲ့ခရီးမမီကပါရင်စလုပ်လဲဆိုရင်တော့မုတ်စားရဲ့အလုပ်ကိုအရင်လုပ်ပါရဲ့ကားပေါ်မှာဆိုတော့ဗီဒီယိုရိုက်ချင်ပြီးမဲ့လေဖုံးထောင်ရတကယ်မလွယ်ပါဘူးနောက်တော့အိမ်ကနေဝယ်လာတဲ့မုတ်တွေကိုစပြီးတော့ဖောက်စားပါရဲ့ခရီးကexpert ကားစီလို့ရှိရင်အရင်မိုးတက်တဲ့လူတွေထဲမှာပါတယ်ပေါ့နော်အဲ့တော့ဒီအခုကြီးလာမှခရီးပြန်ထွက်တော့မမိုးတော့အောင်ဆိုပြီးတော့ကိုစားချင်တဲ့မုတ်တွေအကုန်လုံးမမေကဝယ်ပေးထားပါရဲ့မိုးတွေဆိုရင်စိတ်ခံစားချက်ကြီးကိုကိုမတွေးမိအောင်လို့ပေါ့နော်မုတ်တွေကိုပဲထိုင်စားနေလိုက်ပါရဲ့အပြင်မှာ view တွေကတော့အရင်လှပါရဲ့ရှူကင်းလေးကြီးလာတဲ့မုတ်လေးစားလိုက်နေတော်တော်လေးကိုအဆင်ပြေခဲ့ပါရဲ့ဒီကတော့လန်ဒဝက်မှာကမနက်စာစားဖို့နဲ့အပေါ့အပါသွားဖို့အတွက်ခဏနားပေးပါရဲ့။အဲဒီဆိုင်ကစားသောက်ဆိုင်ဆိုပေမဲ့ခရီးလိုမျိုးမုတ်တရေလေးအတွက်အဆင်ပြေပါရဲ့။မုတ်လေးပါတွဲရောင်းပေးတာဆိုတော့ခရီးစားချင်တဲ့မုတ်တွေ့ရနေမမေကိုထပ်ပြီးတော့ဝယ်ချခိုင်းလိုက်ပါရဲ့။ဘာမှတောင်မဟုတ်တာမုတ်ကတော့နေရာတကာပါပါရဲ့။ခရီးတို့အမှခရီးကပန်းသီးဖြော်ရီပဲဝယ်တော့ခဲ့ရင်ဖေဖေတို့ကကြောက်လက်ဖေးပေါ့နော်။ဆိုင်လေးကတော့တော်တော်လေးထိုင်းလို့ကောင်းပါရဲ့။ view လှတဲ့နေရာလေးလည်းအများကြီးရှိရပေါ့နော်။ခရီးလည်းပြီးနေရနဲ့နည်းနည်းပါးတော့ရှောက်ရခဲ့ပါရဲ့။နေ့လယ်7နှစ်ဝင်ချင်းလောက်မှာခီရိုတွေပသိမ်ကိုစပြီးတော့ရောက်ပါရဲ့ရှင်ပသိမ်မှာကျတော့အတိအိုးဝေရှိရနဲ့ခီရိုလည်းအတိအိုးဝေနေပဲပေါ့နော်ခီရို live ပေါ်မှာတွေ့ရဲ့ဆိုင်လေးကနေပြီးတော့နေ့လယ်စာသွားမှကြပါရဲ့နေ့လယ်စာကိုကျတော့ဆိုင်မှာထိုင်မစားပဲနဲ့ပါဆယ်ဆွဲပြီးတော့မှတင်မောစိတ်ကိုသွားရပေါ့နော်တင်မောပေါ်ရောက်မှပဲခီရိုစားကြမှာပါဒါကတော့တင်မောစိတ်ပဲဖြစ်ပါရဲ့ခီရိုကကျတော့ပသိမ်သူနဲ့သွားမှာပေါ့နော်အဲ့တော့တင်မောကလည်းစိတ်ကမ်းမှာကတ်ထားရနဲ့ဝင်ပြီးတော့ထိုင်နေလို့ရပါရဲ့တင်မောပေါ်မှာကျတော့ဒီလိုအကန့်လေးနဲ့ထိုင်ရပါသူက4ယောက်တကန်းပေါ့နော်ခီရိုက3ယောက်ဆိုတော့4ယောက်စာပဲတကန်းလုံးဝယ်လိုက်ပါရဲ့Golden skies all around where the love is found breezes whisper a song တင်မောကညနေ6နာရီမှာထွက်မှာဖြစ်ပါရဲ့ရှင်တင်မောထွက်ချိန်နဲ့ချိန်ရှိပါရဲ့ညနေ6နာရီနဲ့ည8နာရီဆိုပြီးတော့ရှိပါရဲ့ခီရီတို့လိုမျိုးရန်ကုန်ကနေမနက်စောကြီးကနေရောက်လာမယ်ဆိုရင်တော့ပသိမ်မှာအချိန်ပြောမှုအတွက်အချိန်ကြီးအများကြီးပို့ပါတယ်မဟုတ်ဘဲနေ့လေကားနဲ့လာမယ်ဆိုရင်လည်းအချိန်မီပါရဲ့ခီရီအမှပဲအဝေးစားလဲလိုက်သေးရဲ့ပေါ့နော်ဒီတင်မောစီးမယ်ဆိုရင်တော့ကိုကအသက်အရင်ကြိုက်တယ်ကိုမိသားစုနဲ့အေးဆေးဆေးမှလာခြင်းနဲ့ဆိုရင်တော့တင်မောနဲ့လာတာတော့အဆင်ပြေမှာမဟုတ်ပါဘူးဒါပေမဲ့တင်မောပေါ်မှာအခန်းလေးလည်းရှိပါရဲ့အခန်းလေးမှာလည်းနေလို့ရရပေါ့နော်ဒီလိုမျိုးအပြင်မှာအများနဲ့နေရနဲ့အခန်းထဲမှာနေတာဈေးလည်းမတူသလို feeling လည်းလုံးဝမတူပါဘူးညနေလေဆောင်းကန်ကြီးဖြစ်နေပြီမဟုတ်လို့တင်မောပေါ်မှာညစာစားလို့ရအောင်ပေါ့နော်ဖေဖေနဲ့တူတူညစာထွက်ဝယ်ပါရဲ့မိသားစုနဲ့တူတူဘဝပဲသွားဖြစ်တဲ့အတွက်ကြောင့်မလို့ခုလိုမိသားစုကလည်းခုလိုမျိုးလေးသွားတော့ပို့ပြီးတော့သဘောကျပါရဲ့ပသိမ်စိတ်ကန်းနာကညနေဘက်ရှူခင်းလေးရတော့တော်တော်လေးလှအောင်မလို့ခရီးရိုက်ခဲ့ဗီဒီယိုလေးတွေကိုလည်းဒီ blog လေးထဲမှာတေချာလေးထည့်ပေးထားပါရဲ့ရှင်ဒါကတော့ဟီရိုတင်မောလည်းထွက်မဲ့အချိန်နီးနေပြီပေါ့နော်တခြားဘေးရတင်မောရဲ့လည်းစပြီးတော့ထွက်နေရလေးကိုဗီဒီယိုရိုက်ထားဖြစ်ပါတယ်တင်မောနဲ့သွားမယ်ဆိုရင်တော့ဒီချက်လေးကတော့အရင်ပြောဖို့ကောင်းပါရဲ့အဲ့ဒါကကြောက်ခိုးပတ်တင်မောနဲ့ဒီဘက်တင်မောကလူတွေကအပြန်လမ်းပေါ့နော်အချင်းချင်းနှုတ်ဆက်ပြီးတော့လက်တွေပြကြရဲဖုံးမီးနဲ့တူတူပေါ့နော်မီးရောင်လေးထုံးပြီးတော့နှုတ်ဆက်ကြပါရဲ့နောက်တစ်ချက်ကတော့ဒီတင်မောပေါ်မှာရှိရဲခရီးတွေအကုန်လုံးကခရီးတစ်ခုတည်းကိုပဲအတူတူသွားနေကြတာပေါ့နော်မျက်မှောက်တဆုံဖျားပွဲကိုပဲအတူတူသွားနေကြရင်မိသားစုဝင်တွေဖြစ်တဲ့အတွက်ကြောင့်မလို့
အချင်းချင်းလည်းအပြန်လည်းစကားမျိုးအမျိုးခီတို့အများကြီးကြုံရပါတယ်။ဒါပြောရရင်လည်းအများနေပြီဖြစ်တဲ့အတွက်ကြောင့်မလို့သမောထွက်တဲ့အချိန်မြင်ရတဲ့ရှုခင်းလေးတွေကိုခဏလောက်ကြည့်လိုက်ကြပါအောင်နော်။ Soft sands under feet, waves touch like a beat. Golden skies all around, where the love is found. Breezes whisper a song, nights that never feel wrong. Moonlight dances so bright in this endless night. Beach vibes calling with the tide. We're falling into sunset dreams, where everything gleams. ခီတင်မောစီးပြီးတော့ခုလိုမျိုးခရီးထွက်ရတာကိုအရင်သဘောကျပါရဲ့အသွားမှာတွေကဘလို့တီဘာလို့တင်ပေးနေရလဲဆိုတော့အခုလိုမျိုးတင်မောစီးပြီးတော့ခရီးထွက်ရတဲ့ feeling နဲ့ခံစားချက်တွေကိုအားလုံးကိုမျှဝေပေးချင်လို့ပါအရင်နေ့တွေတုန်းကမိုတေဆွန်းကိုခရီးထွက်ပြီးဆိုရင်မမပါခဲ့ရဆိုပေမဲ့ဒီနေ့ကတော့မမဂျပန်ရောက်သွားတော့မမမပါဘူးပေါ့နော်ဒါပေမဲ့လည်းမမနဲ့တူတူအခုလိုမျိုးညာတိုင်းကိုနေ့တိုင်းပေါ့နော်စကားတွေအများကြီးပြောရဲ physical ခေါ်ပြီးတော့ဖျရတယ်ပေါ့နော်တင်မောပုံမှန်မလို့လေးရတော့အရင်တိုက်တယ်ပေါ့နော်ညဘက်လေးဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်လေးလေးချမ်းပါရဲ့တင်မောစီးမယ်ဆိုရင်တော့ဆောင်းလေးတွေလည်းထည့်ပြီးတော့ယူလာတင်ပါရဲ့ညစာတော့တင်မောပုံမှန်ပဲအဆင်ပြေသူလေးပဲဟီရိုမီတာဆိုစားခဲ့ပါရဲ့ပြီးရင်တော့တင်မောကတညလုံးစီးရမှာပေါ့နော်မနဲ့အစောကြီးမှာဟိုရောက်မှဖြစ်တဲ့အတွက်ကြောင့်မလို့အိပ်ဖို့အတွက်လုပ်ကြပါရဲ့တင်မောပုံမှန်ညအိပ်ရတဲ့ခံစားချက်ကတော့ဘာနဲ့မှမတူပါဘူး coffee လေးရောင်းတာမလို့ coffee ထိုင်းလေးလည်းလုပ်ခဲ့ပါရဲ့ဒီတရက်တာကတော့တင်မောပုံမှန်ပဲနောက်ဆုံးနေနဲ့ကုံဆုံးခဲ့ရမလို့ဒီ blog လေးတော့ဒီမှာမြင်နာပါမယ်ရှင်ခီတီကသွားမယ့်နေရာလေးကမရောက်သေးပါဘူးနောက်ထပ် vlog တွေမှာတင်ပြီးအောင်မှာမလို့ vlog လေးတွေကိုဆက်လက်ဆောင်ကြည့်ပေးပါအောင်ရှင် bye bye